ဒီနေ့ဗီဒီယိုလေးကတော့ဒီဇိုင်းလမ်းနဲ့ headphone လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇိုင်းပိုင်းမှာဆိုရင်လည်းပြောစရာမလိုလှပပြီးတော့ function များစွာပါအောင်နဲ့ headphone လေးဖြစ်ပါတယ်အပြင်သွားတဲ့ခါကျရင်လည်းကားတန်တွေလူတန်တွေကို earphone နဲ့တစ်စင်ဖန်ယူပြီးတော့ကြားနိုင်တဲ့ function တွေလည်းပါပါပါတယ်ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတာကျွန်တော်တို့တူတူဖွင့်ကြည့်လိုက်အောင်နော်ဒါတော့သူ့ရဲ့ original ဘူးပုံစံလေးဖြစ်ပါတယ်ဒီ brand လေးက Sony တို့လောက်အရင်နာမည်မကြီးတည်ပေမဲ့နောက်ထွက်နေတဲ့ brand တွေမှာဒီကောင်လေးကတော်တော်ကိုနာမည်ကြီးပါတယ်ဈေးတန်းလည်း Sony အခုနောက်ဆုံးထွက်ထားတဲ့ headphone နဲ့ဈေးတူတူလောက်ပါပဲဗျကျွန်တော်ကတော့ Sony တက်ဆိုင်ရင်ဒီ headphone လေးကိုသဘောကျပါတယ်အထက်က case လေးရောဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်ရအောင်ဗျဒါတော့ကျွန်တော်တို့အပြင်သွားတဲ့ခါမှာပဲဖြစ်ဖြစ်အပြင်သွားပြီးတော့ဟိုကိုမသုံးညလို့လွယ်ထဲမှာတင်ထားတာပဲဖြစ်ဖြစ်အိမ်မှာပဲတင်တာပဲဖြစ်ဖြစ်ဒီ scale လေးတွေကိုထည့်ပြီးတင်ရပါမယ်ဒီဘူးထဲမှာတော့သူ့ရဲ့လမ်းညွှန်ချက်တွေပါတယ်ပေါ့နော်ဘူးမှာကတ်ထားတဲ့ QR code လေးကကျွန်တော်တို့ဖုန်းနဲ့ချိန်တဲ့အခါမှာအသုံးပြုတဲ့ application တောင်းဖို့အတွက်ပါပါတယ် Android ကော Apple ရောသုံးလို့ရပါတယ်ဗျဒီစာအုပ်လေးကတော့ Bluetooth နဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာရှင်းပြထားတဲ့လမ်းညွှန်စာအုပ်လေးဖြစ်ပါတယ်အကြောင်းနေရာလေးကိုကြိုက်တယ်လို့ဝယ်ယူပြီးတော့ချိတ်ဆက်ပြီးအသုံးပြုလို့ရပါတယ်ဒီလိုမျိုးပုံမှန်ပြထားတဲ့အတိုင်းလေးချိတ်ဆက်အသုံးပြုလို့ရပါတယ်သူ့မှာအယောင်3ယောင်ရှိပါတယ်ကော်ပါရောင် black nickel aluminum ရောင်လည်းဖြစ်ပါတယ်ဒီထဲကနေဒီဇိုင်းလေးကိုကျွန်တော်တို့ထုတ်ကြည့်ပါမယ်သူ့မှာသူ့ရဲ့ပုံစံလေးကဒီလိုမျိုးဖြစ်ပါတယ်ကျွန်တော်ဒီ case လေးကတော့နေချက်ထုတ်လိုက်တဲ့အချိန်မှာဘာမှမရှိတော့ဘူးเนาะသူ့မှာပါပါတယ်ဆိုလို့ချင်းသူ့မှာ original အာသွင်းကြိုးပါပါမယ်သူ့ရဲ့ကော်ပါရောင်လေးကတော့အရန်လှပါတယ်ဒီသူ့နားကာလေးတွေရဲ့ဘေးကကော်ပါရောင်လေးတွေကခုချိတ်တဲ့ရောင်လေးတွေပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်အရှင်မသူကချွတ်ပြီးတော့ပြောင်းလို့ရပါတယ်တော်တော်လေးကိုလှပါတယ်ကျွန်တော်ကတော့အရင်ကြိုက်ပါတယ်ဗျဒီဇိုင်းလေးကိုလေနားမှာတက်ရတဲ့ခါလေးကွန်ဖော့ဖြစ်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်မဆန်းရသေးဘူးပေါ့နော်ဒီကလေးကကျွန်တော်ချွတ်ပြတာဖြစ်ပါတယ်ဗျဒီနားဖုံးလေးကိုချွတ်ပြတာဖြစ်ပါတယ်ချွတ်တဲ့ခါမှာလည်းလက်ချွတ်ပြီးတော့တက်တဲ့ခါမှာလည်းသူ့ရဲ့အရည်လေးအတိုင်းပြန်လှည့်ပြီးတက်လိုက်လို့ရှိရင်ရပါပြီဗျမခက်ပါဘူးနော်ဒီနေ့ဆိုရင်တော့ QR code ကနေတစ်စင် scan ဖတ်ပြီးဝယ်ယူလို့ရတယ်လို့ QR code မှာပါတယ်စာတန်းလေးကနေတစ်စင်Chrome Note Google တို့မှာရိုက်ရှာပြီးတော့ website ကနေဝယ်ယူလို့လည်းရပါတယ်